ပြုံးလေးမှာနေထိုင်ပြီးတော့ကျွန်တော်ချမ်းဝင်းကျင်နေလဲနေထိုင်နေတယ်ပြီးတော့တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်တစ်ခုကိုလည်းပိုင်ဆိုင်နေတယ်ပြုံးလေးရဲ့ vibe ကိုလည်းအပြေအဝရရှိခံစားစေခြင်းနဲ့ကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်ဒီနေ့ဒီ channel လေးနဲ့ကျွန်တော်မိတ်ဆက်ပေးချင်တာဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါကျွန်တော်ကတော့ခညာရီ estate ကကိုခညာဖြစ်ပါတယ်ကျွန်တော်ခုမိတ်ဆက်ပေးမယ်ချန်ဝင်းလေးရဆိုရင်ဒါကျွန်တော်တို့ပြုံးနေမြို့စကွက်ကြီး9ထဲမှာတရှိတယ်ကျွန်တော်မိန်းလမ်းမကြီးဖြစ်တဲ့ကျွန်တော်တို့ဒီစန္ဒလမ်းမကြီးနဲ့ကျွန်တော်တို့နမ်းမြန်လမ်းမကြီးကြားမှာတရှိတယ်ကျွန်တော်မြေကွက်လေးဖြစ်ပါတယ်ခင်ဗျဒီချန်ဝင်းလေးရဲ့ပေဂျီကတော့ကျွန်တော်မျက်နှာစာပေ80အနောက်ကိုပေ120ကျယ်ဝင်းနဲ့ချန်ဝင်းလေးတစ်ဝင်းဖြစ်ပါတယ်ခင်ဗျဒီချန်ဝင်းလေးမှာဆိုရင်ဒါကျွန်တော်တို့အစ်စ်နေကျွန်တော်တို့အိမ်တစ်လုံးပါရှိမယ်အထက်မှာလည်းကျွန်တော်တို့ဝေဘာဆန်နဲ့ကျွန်တော်အခန်းဖွဲ့စည်းပုံတွေနဲ့ကျွန်တော်တို့ဖွဲ့စည်းထားတာမြင်တွေ့ရမှာဗျကိုလောလောဆယ်ကျွန်တော်နဲ့ဒီချန်ဝင်းလေးအတွင်းမှာဆိုရင်ဒါကျွန်တော်တို့ဒီလက်စကင်မီကောင်းကောင်းနဲ့ကျွန်တော်တို့ဒီလိုစိတ်ကူးရင်ဆန်နဲ့ကျွန်တော်တို့ပုံစံကိုကိုယ်တိုင်ပုံဖော်လို့ရတယ်ခုလက်ရှိမှာတော့ဒါကျွန်တော်တို့ဒီအရေးရပင်နေဖြစ်တယ်ကျွန်တော်တို့ဒီသပြေပင်နေကျွန်တော်တို့စိန်ပန်းနေပင်နေထိစုပရိသာပင်နေကျွန်တော်စိုက်ပျိုးထားတာကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျဒီမှာဆိုလဲဒါကျွန်တော်ကြာကန်လေးပါရှိရဖြစ်တယ်ကျွန်တော် channel မှာပါတဲ့ခုကားကူတော်မှာဆိုလဲဒါကျွန်တော်ကားကြီးတစ်စီးကိုကျွန်တော်ကောင်းရက်နိုင်တဲ့နေရာအနေထားတစ်ခုပါရှိတယ်ကားကူတော်ရဲ့ဘေးကဲမှာဆိုရင်ဒါကျွန်တော်ဝန်ထမ်းတွေအတွက်ကျွန်တော်အိတ်ဆောင်ထွေးစားကန်နဲ့ကျွန်တော်တို့ဒီမိဖို့ကြောင်နဲ့ကျွန်တော်တို့တွက်လက်ပါရှိမှာဖြစ်ပါတယ်ခင်ဗျခြံဝင်းအတွင်းမှာဆိုလဲဒါကျွန်တော်တို့ကားလေး5စီးလောက်ကျန်နားနိုင်နဲ့ကျွန်တော်မြင်နေရအကျက်ဝင်းတစ်ခုပါရှိမှာဖြစ်ပါတယ်နောက်ထပ်မှာကျွန်တော်တို့ဒီ ground tent လည်းပါရှိမှာဖြစ်တယ်အပေါ်မှာလည်းကျွန်တော်တို့ရေစင်နေအကုန်လုံးပါရှိမှာဖြစ်တယ်ခင်ဗျဖက်ကပြည့်စုံတဲ့အိမ်တစ်လုံးလည်းဖြစ်ပါတယ်အခုကျွန်တော်တို့မြင်တွေ့ရတယ်ကျွန်တော်အိမ်မျက်နှာစာမှာဆိုလဲကျွန်တော်တို့ဒီတိုက်ကပ်ပင်နေရဆိုရင်ချင်းလင်းရဲ့အပေါ်ကိုအစိမ်းအောင်တက်သွားမယ်ဆိုအရင်လာပါအိမ်လေးလုံးဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်အိမ်လေးလိုက်ကြည့်လိုက်အောင်ဟာဆိုဒီအိမ်လေးတွေကိုရောက်ရှိပြီဆိုတော့ဒါကျွန်တော်အရင်ဆုံးဒီအိမ်လေးရဲ့အေကန်းတွေကိုကျွန်တော်ဝင်ကြည့်လိုက်အောင်ဒီအိမ်လေးအေကန်းမှာဆိုရင်ဒါကျွန်တော်အောက်မှာကျုံးပါကြီးတွေခင်းထားတယ်ကျွန်တော်နေရာမှာကျွန်တော်မကြီးကားချက်တွေတက်ဆင်လိုက်မယ်ဆိုရင်ဒါကျွန်တော်လှပတဲ့အေကန်းလေးတစ်ခုဖြစ်သွားမှာအိမ်ထဲမှာပါရှိတဲ့ကျွန်တော်ဒီမီလင်းဘိုးဟာဆိုရင်ကျွန်တော်အာဂီတခြားကောင်းကောင်းနဲ့ကျွန်တော်တိဆောက်ထားတာဖြစ်တယ်အဲကြောင့်ကျွန်တော်တို့အမှန်တကယ်အသုံးပြုလို့ရတယ်စောင်းထဲမှာဆိုလေကျွန်တော်ဒါဟီတာတွေပါမလို့ကျွန်တော်ဒီမီလင်းဘိုကိုကျွန်တော်အာကိုပြီးသုံးပြုမယ်ဆိုရင်ဒါကျွန်တော်တို့ဒီအေကန်တစ်ခုလုံးအလွယ်တရရှိစေမှာဖြစ်တယ်ကျွန်တော်ဒီအေကန်တွင်းမှာဆိုလေဒါကျွန်တော်တို့ဒီမင်းပေါက်တရားဆိုလေဒါလုံခြုံရေးကျွန်တော်တို့တန်ပန်းနေနဲ့ကျွန်တော်တို့ဒီချင်းလုံးစကားတက်ဆင်ထားတဲ့အတွက်ကြောင့်ဒါကျွန်တော်တို့အလင်းအောင်အားလဲကျွန်တော်အရန်ကောင်းတယ်အခန်းလေးတစ်ခန်းဖြစ်ပါတယ်ခင်ဗျအေကန်ကနေကျွန်တော်တို့ကဲရမှာဆိုရင်ဒါကျွန်တော် dining room လေးဖြစ်တယ်ဒီ dining room ကနေပြီးတော့ဒါဒီဘက်ခန်းမှာကျွန်တော် slogan လေးတစ်ခန်းပါရှိမှာဖြစ်ပါတယ်ခင်ဗျ slogan ကလည်းကျွန်တော်ကြည်ကြဲလွန်းလေးရှိရဲကျွန်တော်6ပေပတ်လည်လောက်တော့ရှိပါတယ်ခင်ဗျကျွန်တော်ဒီ slogan နဲ့ဘေးကဲရမှာဆိုရင်ဒါကျွန်တော်ဒီ kitchen room လေးဖြစ်ပါတယ်ကျွန်တော် kitchen room ကလည်းကျွန်တော်တို့ကြည်ကြဲလွန်းလေးရှိတယ်ပြီးတော့ရင်ကျွန်တော်တို့ stretcher ကောင်းကောင်းနဲ့ကျွန်တော်တို့ t-shirt တီဆောက်ထားတာကျွန်တော်မြင်တွေ့ရမှာဗျဒီ kitchen room ထဲမှာဆိုလဲကျွန်တော်တို့ဒီကြိတ်သားလေးမဟုတ်ဘဲနဲ့တစ်တွေပဲအဓိကသုံးထားတယ်ကျွန်တော် bio cabinet တွေပါရှိတာမြင်တွေ့ရမယ်အောက်မှာဆိုလေဒါကျွန်တော်ကြွေပြားနေကျွန်တော်ခင်းထားတယ်ကျွန်တော်တသက်ရဲနဲ့ဒီဆောက်ထားတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်ခင်ဗျဒါကတော့ဒီအိမ်မှာပါရှိရဲ့ကျွန်တော် master baron အကျယ်လေးကိုကျွန်တော်ဝင်ကြည့်လိုက်အောင်ကျွန်တော် master baron ကလည်းကျွန်တော်တို့တော်တော်ကျယ်ဝန်းတယ်အောက်မှာလည်းကျုံးပါကြီးတွေခင်းထားတယ်အပေါ်မှာလည်းကျွန်တော်တို့ဒီ air con တွေတက်ဆင်ထားတာမြင်တွေ့ရမယ်အလင်းအောင်အကောင်းဆိုပြီးတော့ကျွန်တော်ဒီပတင်းပေါက်တွေတုံးထားတယ်ပြီးတော့ရင်ကျွန်တော်တို့ချင်းလုံးစကားရင်းနဲ့ကျွန်တော်လုံခြုံရေးတမန်တန်တကားတက်ဆင်ထားတယ်တွေ့ရမယ်ဗျဒါလေးတော့ဒီ master baron မှာပါရှိတယ်ရေချိုးကန်းနဲ့အင်္ဂါတွဲရလေးဖြစ်တယ်အပေါ်မှာလည်းကျွန်တော်တို့ဒီရေဘူးရေးတွေကိုတက်ဆင်ထားတာမြင်တွေ့ရမယ်ဗျဒါလေးကတော့ဒီအိမ်မှာပါရှိရဲ့ master baron အလက်အခန်းလေးဖြစ်ပါတယ်ဗျဒီအခန်းအောင်ဆိုလည်းကျွန်တော်ခြားခက်နေပြီသူအောက်မှာကျွမ်းမကြီးတုံးထားတယ်ဒီအလင်းအောင်ကောကျွန်တော်ချင်းလုံးစကားတွေရောကျွန်တော်လုံခြုံရေးတမန်တကားတွေတက်ထားတာမြင်တွေ့ရမယ်ဒါလေးကတော့ဒီအခန်းမှာပါရှိတယ်
ကျွန်တော်တို့ဒီချုံကအင်္ဂါလေးဖြစ်တယ်အထဲမှာလည်းကျွန်တော်တို့အခန်းတိုင်းမှာရေဘူးရေးကိုတက်ဆင်ထားတာမြင်တွေ့ရမယ်ဗျmaster baron အခန်းကိုကျွန်တော်ပြပေးမှာဖြစ်တယ်ဒါလေးကတော့ဒါဒီမှာပါရှိရဲ့ master baron နောက်အခန်းပေါ့ဗျအခန်းကလည်းကျွန်တော်တို့အခန်းတိုင်းလည်းကျွန်တော်ကြည်ကြဲဝင်းဝင်းရှိရတယ်ဒါတော့ဒီအခန်းမှာပါရှိရဲ့ဒါကျွန်တော်တို့ဒီချုံကအင်္ဂါလေးဖြစ်တယ်ပြီးတော့အောက်မှာကျွမ်းမာကြီးတုံးလာတယ်ကျွန်တော်ဒီကြွေပြားရည်လည်းကျွန်တော်တို့တော်တော်အမြင့်လေးတက်ဆင်ပေးထားတာကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျမင်းမျိုးရဲ့ရုပ်ဝက်ကြီးငါဖြစ်တယ်ကျွန်တော် downtown area မှာလည်းပါရှိတယ်အခုလိုကျွန်တော်တို့ British ဆက်ဆံကျွန်တော်တိဆောက်ထားတဲ့အိမ်လေးတုံးလည်းပါရှိတယ်ခြံဝင်းကလည်းကျဲတယ်ပြုံးလေးမျိုးရဲ့ကျွန်တော် vibe ကိုလည်းအပြေဝရကြီးခံစားရမယ်အိမ်လေးတစ်လုံးကိုကျွန်တော်မိတ်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျဒီအိမ်လေးရဲ့စာရွက်စာတမ်းအားဆိုရင်ဒါကျွန်တော်တို့ရောင်းမဲ့သူရဲ့အကဲအမိပေါက်ဖြစ်တယ်တတကလည်းကျန်တဲ့အသက်နဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျဒီအိမ်လေးကိုခေါ်ဆိုတာဈေးနှုန်းဆိုရင်ဒါကျွန်တော်တို့3,2000အရင်တိုင်းအရင်တိုင်းခေါ်ဆိုထားတာဖြစ်ပါတယ်ဒီအိမ်လေးနဲ့ဒီခြံဝင်းလေးကိုစက်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်ဒါကျွန်တော်တို့ခညာရီရဲ့ estate ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39918566 3996854661ကိုဆက်သွယ်ဆိုတဲ့မေးမြန်းလို့ရပါတယ်ခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်တဦးတယောက်ချင်းတိုင်းကိုကျေးဇူးတင်ရှိပါတယ်